သူ့ကိုတရိတ်ဆန်နှတွေပါတဲ့မျိုးဗီဇပြောင်းလဲစေမဲ့ဆေးရည်တစ်မျိုးထိုးပေးခဲ့ပါတယ်။အဲ့ဒီဆေးရည်ကလူသားတွေကိုပြင်ပကြိုတွေပေါ်မှာပါအသက်ရှင်နိုင်တဲ့စွမ်းအားရှင်လူသားတွေဖြစ်ပြောင်းလဲပေးနိုင်တာပါ။ဆေးအာနိသင်ကြောင့်သူ့ခန္ဓာကိုယ်ထဲမှာအကြီးအကျယ်ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။သူဟာရေအောက်မှာမိနစ်30ကြာအောင်အသက်အောက်ထားနိုင်ခဲ့တယ်လို့စောင့်ကြည့်စစ်ဆေးတဲ့ဝတ်စုံကိုပါချွတ်ပစ်ပြီးရေထဲမှာလင်းလင်းမြဲမြဲလှုပ်ရှားနိုင်ခဲ့ပါတယ်။သူရေပေါ်ပြန်တက်လာချိန်မှာတော့45မိနစ်တောင်ကြာသွားခဲ့ပါပြီ။ဒီအချိန်ဟာကမ္ဘာမြေပေါ်မှာအသက်ရှင်တန်ဖို့တယံဇာတဘာမှမကျန်တော့တဲ့အချိန်လည်းဖြစ်ပါတယ်။ကျန်ရှိနေသေးတဲ့လက်ကျန်တယံဇာတလေးတွေကိုအပိုင်စီးဖို့ကမ္ဘာတဝန်းကနိုင်ငံတွေဟာစစ်ပွဲတွေဆင်နွှဲနေကြတာပါ။ဒီလိုကမ္ဘာပြတ်မဲ့အခြေအနေကြီးထဲမှာ Rick နဲ့သူ့မိသားစုကိုမိတ်ဆက်ပေးထားပါတယ်။ Rick သူ့ဇနီး Abby နဲ့သူတို့သားလေးကိုကြီးမားခမ်းနားတဲ့ဆိုင်ကြီးတစ်ခုစီခေါ်ဆောင်လာခဲ့ပါတယ်။ပျက်စီးယိုယွင်းနေတဲ့ပြင်ပကမ္ဘာနဲ့နှိုင်းယှဉ်ရင်ဒီနေရာကစိတ်ချလုံခြုံပုံရတာကြောင့်မိသားစုတစ်ခုလုံးစိတ်သက်သာရာရသွားခဲ့ကြတာပါ။ဒါပေမဲ့မကြခင်မှာပဲသူတို့လိုတခြားမိသားစု73စုလည်းအဲ့ဒီမှာရှိနေတာကိုသိလိုက်ရပါတယ်။သူတို့အားလုံးဟာသိပ္ပံပညာရှင်တွေစမ်းသပ်မှုပြုလုပ်မဲ့အထူးသုတေသနစီမံကိန်းတစ်ခုအတွက်ရွေးချယ်ခံရသူတွေပါစီမံကိန်းအတွက်ပြင်ဆင်နေတဲ့သုတေသီတွေနဲ့ဆရာဝန်ဖွဲ့ကြီးလည်းအဲ့ဒီစခန်းထဲမှာအဆင်သင့်ရှိနေကြပါပြီ။နောက်တနေ့မနက်မှာစီမံကိန်းအကြီးအကဲ Professor ကအားလုံးကိုရှင်းပြပါတယ်။နောက်ထပ်10နှစ်အတွင်းမှာကမ္ဘာမြေဟာလူသားတွေလုံးဝနေထိုင်လို့မရတဲ့နေရာဖြစ်သွားတော့မှာပါလူသားမျိုးနွယ်အတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုပဲကြံပါတော့တယ်အဲ့ဒါကတော့စေတန်ဂျိုးရဲ့အကြီးဆုံးလဖြစ်တဲ့တာတန်ပါပဲကမ္ဘာမြေပျက်စီးပြီးနောက်လူသားတွေဆက်လက်အသက်ရှင်နိုင်မဲ့တစ်ခုလေးသောနေရာအဖြစ်သတ်မှတ်ထားတာပါဒါပေမဲ့တာတန်ဟာတာမန်လူသားတွေအတွက်တော့အလွန်မင်းအနေရများတဲ့နေရာဖြစ်ပါတယ်အဲ့ဒီမှာမီသိန်းမိုးတွေအမြဲရွာသွန်းနေပြီးလေထုထဲမှာနိုက်ထရိုဂျင်ဓာတ်ငွေ့တွေပြည့်နေနေကအပူချိန်ကလည်းစိတ်ကူးလို့မရအောင်အေးဆက်လာပါတယ်လူသားတွေဟာဒီလိုအခြေအနေမျိုးမှာတဘာဝအတိုင်းအသက်မရှင်နိုင်ပါဘူးဒါကြောင့်သိပ္ပံပညာရှင်တွေကလူသားတွေတာတန်ရဲ့ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်အောင်လူခန္ဓာကိုယ်ကိုပဲပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ Professor ကဒီစမ်းသပ်မှုမှာပါဝင်မဲ့သူတွေကိုစေတနာဝန်ထမ်း9000ကျောင်းထဲကမှရွေးချယ်ခဲ့တာဖြစ်ပြီး Rick လည်းအဲ့ဒီထဲမှာပါဝင်ပါတယ်သူမိသားစုဟာလူသားတွေရဲ့အနာဂတ်ကိုကယ်တင်နိုင်မယ်လို့ယုံကြည်တဲ့အတွက်ဒီစီမံကိန်းမှာလိုလိုလားလားပါဝင်ခဲ့တာလို့ဂုဏ်ယူစွာပြောခဲ့ပါတယ်။အဲ့ဒီနောက်ဆရာဝန်တယောက်က Rick ကိုတခြားအခန်းထဲခေါ်သွားပြီးအထူးဆေးရည်တစ်မျိုးထိုးပေးခဲ့ပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာသူ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းချင်းပြောင်းလဲပေးမဲ့ဆေးရည်တွေကိုနောက်ထပ်အကြိမ်ပေါင်းများစွာထိုးနှံရမှာပါ။ဒီဆေးတွေဟာသူ့ခန္ဓာကိုယ်ကိုအောက်ဆီဂျင်အစားနိုက်ထရိုဂျင်ပေါ်မှာပိုပြီးမိခိုလာစေဖို့ပုံစံထုတ်ထားတာဖြစ်ပြီးနောက်ဆုံးမှာတော့တူတာတန်ပေါ်မှာအသက်ရှင်နိုင်မှာဖြစ်ပါတယ်။နောက်ပိုင်းအိမ်မှာလူစုလူဝေးလုပ်နေတုန်းအပီကအရက်တွေအလွန်အကျွံတောက်မိပြီးနေမကောင်းဖြစ်သွားပါတယ်။ Rick ကသူမကိုကူညီပေးနေတုန်းအပီက Rick ရဲ့ခန္ဓာကိုယ်ပူချိန်ဟာအလွန်အမင်းမြင့်တက်နေတာကိုသတိပြုမိသွားပါတယ်။သူ့ဖျားဟာပုံမှန်မဟုတ်ပဲကြောက်စရာကောင်းလောက်အောင်ဖြစ်နေတာပါ။ရက်အနည်းငယ်ကြာတော့မိသားစုအားလုံးကိုနောက်ထပ်စမ်းသပ်မှုတစ်ခုအတွက်ရေကူးကန်ကြီးတစ်ခုအနီးမှာစုဝေးစေပါတယ်။သိပ္ပံပညာရှင်တွေကလူတစ်ယောက်ချင်းစီရေအောက်မှာအသက်မရှူပဲဘယ်လောက်ကြာနေနိုင်မလဲဆိုတာကိုကြည့်ကျင်ကြတာပါ။လူတိုင်းဟာအသက်မောက်နိုင်တော့တဲ့အဆုံးတစ်ယောက်ပြီးတစ်ယောက်ရေပေါ်ပြန်တက်လာကြပါတယ်။ဒါပေမဲ့ Rick နဲ့တခြားကောင်မလေးတစ်ယောက်ကတော့မယုံနိုင်စရာကောင်းလောက်အောင်ရေအောက်မှာဆက်ရှိနေခဲ့ပါတယ်။မိနစ်40ကြာသွားတဲ့အခါမှာတော့ကောင်မလေးကအသက်ရှူကျက်လာတာကြောင့်ရေပေါ်တက်လာခဲ့ရပါတယ်။ဒါပေမဲ့ Rick ကတော့ရေအောက်မှာပဲရှိနေတော့မှသိပ္ပံပညာရှင်တွေကအပြင်ကနေဂယုတစိုက်စောင့်ကြည့်နေစင်မှာပဲသူ့ရဲ့နှလုံးခုန်လုံးကတဖြည်းဖြည်းကျဆင်းလာပါတယ်။သူအချိန်မရွေးတည်သွားနိုင်တဲ့အခြေအနေမျိုးမို့လူတိုင်းရင်တုန်ပန်းတုန်ဖြစ်ကုန်ကြပါတယ်။အခြေအနေအရေးကြီးမလာခင်မှာပဲ Rick ဟာရေထဲကနေသူ့အလိုလိုရုတ်တရက်ပြန်တက်လာခဲ့ပါတယ်။သူဟာဘသူထက်မဆိုရေအောက်မှာကြာနေနိုင်ခဲ့တာကြောင့်ပတ်ဝန်းကျင်ကလူတွေကတောင်းတောင်းဖြဖြလက်ခုပ်တီးချီးကျူးခဲ့ကြပါတယ်။နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့ Rick ကိုခွဲစိတ်ကူတာဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။ခွဲစိတ်မှုဟာတော်တော်လေးပြင်းထန်ပုံရပြီးခွဲစိတ်ပြီးနောက်မှာတော့သူ့ကိုအနားယူဖို့အခန်းထဲပြန်ပို့ထားခဲ့ပါတယ်။ဒါပေမဲ့ညဘက်မှာအပီနိုးလာတဲ့အခါကတင်ပေါ်မှာ Rick မရှိတာကိုသတိထားမိသွားပါတယ်။သူမလိုက်ရှာကြည့်တဲ့အခါ Rick ဟာမိဖို့ကြောင့်ထဲမှာတယောက်တည်းထိုင်ပြီးသူ့ခန္ဓာကိုယ်ကိုရေခဲတွေနဲ့အုပ်ထားတာကိုတွေ့လိုက်ရပါတယ်။ Rick ကသူ့ခန္ဓာကိုယ်ထဲမှာမခံမရက်နိုင်အောင်ပူလောင်နေပြီးရေခဲတွေကလည်းသူ့ကိုဘာမှမထူးကြထားစေဘူးလို့ရှင်းပြပါတယ်။အပီကသူ့အတွက်ရေခဲတွေထပ်ယူပေးပေမဲ့ Rick ကတော့အေးတက်ကိုမခံစားရတော့ဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲသိပ္ပံပညာရှင်တွေရည်ရွယ်ထားတဲ့အတိုင်းစမ်းသပ်မှုတွေကသူ့ကိုစတင်ပြောင်းလဲနေပြီဆိုတာထင်ရှားလာပါတယ်။တာတန်ဟာအလွန်အေးဆက်တဲ့နေရာဖြစ်လို့အစွန်းရောက်အပူချိန်တွေရဲ့တက်ရောက်မှုမရှိဘဲလှုပ်ရှားနိုင်မဲ့ခန္ဓာကိုယ်မျိုးကိုသူတို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေရှိနေပေမဲ့အဓိကစိန်ခေါ်မှုကြီးတစ်ခုကျန်ပါသေးတယ်။အဲ့ဒါကတော့တာတန်ရဲ့မီသိန်းဓာတ်ငွေ့နဲ့နိုက်ထရိုဂျင်တွေပြည့်နေနေတဲ့လေထုပါပဲ။သူတို့ကိုပိုပြီးအဆင်သင့်ဖြစ်စေဖို့အပြင်းထန်စမ်းသပ်မှုတစ်ခုကိုထပ်မံလှုပ်ဆောင်စေပါတယ်။သူတို့ကိုအောက်ဆီဂျင်ရှူသွင်းမှုကိုလျှော့ချပေးပြီးနိုက်ထရိုဂျင်ရှူရမှုကိုတိုးမြင့်ပေးတဲ့အထူးမျက်နှာဖုံးတွေတက်ဆင်ပေးကမီသိန်းဓာတ်ငွေ့တွေရောနှောနေတဲ့ရေထဲမှာနေစေပါတယ်။အဲ့ဒီမျက်နှာဖုံးတွေကိုတက်ဆင်ထားရင်ပြေးခိုင်းတာပြင်းပြင်းထန်ထန်လေ့ကျင့်ခံလောက်ခိုင်းတာတွေကိုလည်းလှုပ်ဆောင်စေပါတယ်။သိပ္ပံပညာရှင်တွေဟာတာတန်ပေါ်ကဘဝအတွက်သူတို့ရဲ့ခန္ဓာကိုယ်ကိုအဓိကလေ့ကျင့်ပေးနေတာဖြစ်ပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့စမ်းသပ်မှုတွေအောက်မှာရက်တွေဆက်ကုန်လွန်လာခဲ့ပါတယ်။တနေ့မနက်ရေချိုးခန်းထဲမှာရက်နေတုန်း Rick ဟာထိတ်လန့်စရာတစ်ခုကိုသတိပြုမိလိုက်ပါတယ်။သူ့စပင်တွေအလိမ့်လိုက်ကျွတ်ထွက်နေတာပါ။စီမံကိန်းမှာပါဝင်တဲ့တခြားလူငယ်တယောက်လည်းဒီပြဿနာမျိုးကိုကြုံတွေ့နေရပါတယ်။ဒီကြောက်စရာကောင်းတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာသူတို့ကိုလှုပ်ဆောင်နေတဲ့ဆေးထိုးမှုတွေနဲ့စမ်းသပ်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေဆိုတာအားလုံးသဘောပေါက်လာကြပါတယ်။မကြခင်မှာပဲစီမံကိန်းမှာပါဝင်နေတဲ့မိန်းကလေးတယောက်ရုတ်တရက်တည်ဆုံသွားတာကြောင့်သူတေသနစခန်းတစ်ခုလုံးအကြီးအကျယ်တုံ့လှုပ်သွားခဲ့ပါတယ်။အားလုံးဟာတူညီတဲ့ကုသမှုတွေနဲ့ဆေးဝါးတွေကိုရရှိနေတာကြောင့်လူတိုင်းကြားထဲမှာကြောက်ရွံ့မှုတွေပြန့်နှံ့သွားပါတယ်။သူတို့ရဲ့အသက်အန္တရာယ်လည်းစိုးရိမ်ရပြီဆိုတာကိုသိလိုက်ကြပါတယ်။
အဲ့ဒီညမှာပဲပါဝင်သူအားလုံးဘာတွေဖြစ်ပျက်နေလဲဆိုတာဆွေးနွေးဖို့ရစ်ခီရဲ့အိမ်မှာစုဝေးခဲ့ကြပါတယ်။ကြောက်ရွံ့မှုနဲ့တန်တရားတွေလွှမ်းမိုးလာတာကြောင့်တင်းမာမှုတွေမြန်မြန်ဆန်ဆန်ပဲမြင့်တက်လာပါတယ်။စကားပြောနေတော့မှပဲရစ်ခီရဲ့တငယ်ချင်းတယောက်ဟာရုတ်တရက်ဒေါသတကြီးနဲ့စိတ်ကိုမထိန်နိုင်ပဲသူ့ရဲ့ဇနီးဖြစ်သူကိုအကြမ်းဖက်တိုက်ခိုက်ပါတော့တယ်။ဒီစမ်းသပ်မှုတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကိုတင်မကပဲစိတ်ပိုင်းဆိုင်ရာနဲ့ခံစားချက်တွေကိုပါပျက်စီးစေနေတယ်ဆိုတာထင်ရှားလာပါတယ်။ကြည့်နေတဲ့သူတိုင်းထိတ်လန့်ပြီးအလွန်အမင်းစိုးရိမ်သွားကြပါတယ်။နောက်တနေ့မနက်မှာအားလုံးကိုစိတ်အေးစေဖို့အတွက်ဆရာဝန်မတယောက်ရစ်ခီရဲ့အိမ်ကိုရောက်လာပါတယ်။တည်ဆုံးသွားတဲ့မိန်းကလေးဟာစီမံကိန်းထဲမဝင်ခင်ကတည်းကယောဂခံရှိနေသူဖြစ်ကြောင်းသူမကအခိုင်အမာပြောကြားခဲ့ပါတယ်။သူမရဲ့အဆိုအရဒီစမ်းသပ်မှုတွေကြောင့်တည်ဆုံးရတာမဟုတ်ပါဘူး။ဒါပေမဲ့ရစ်ကတော့သိပ္ပံပညာရှင်တွေကိုမယုံကြည်တော့ပါဘူး။စီမံကိန်းမှာတစ်ခုခုတော့အကြီးအကျယ်လွဲမှားနေပြီဆိုတာကိုသူစိတ်ထဲကနေသိနေပါတယ်။အဲ့ဒီညမှာပဲရစ်ခါရုတ်တရက်ပြင်းပြင်းထန်ထန်အံပါတော့တယ်သူထိတ်လန့်သွားတာကတော့အံဖက်တွေနဲ့အတူတွေးတွေပါထွက်လာတာကြောင့်ပါပဲဒါဟာသူ့ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကဘယ်သူထင်ထားတာထက်မဆိုပိုပြီးအန္တရာယ်ကြီးမားလာနေပြီဆိုတာကိုသက်သေပြနေပါတယ်ရစ်တွေးအံတာကိုမြင်ပြီးအပီဟာအလွန်စိုးရိမ်သွားပါတယ်ဒါကြောင့်သူမကိုယ်တိုင်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်အပီဟာလည်းဆရာဝန်တစ်ယောက်ဖြစ်တာကြောင့်ရစ်ခီရဲ့ခန္ဓာကိုယ်ထဲမှာတကယ်ဘာတွေဖြစ်နေလဲဆိုတာသိရဖို့သူ့ရဲ့တွေးနမူနာကိုတိတ်တဆိတ်ယူလိုက်ပါတယ်နောက်တစ်နေ့မှာ Rick ကိုနောက်ထပ်စမ်းသပ်မှုတစ်ခုအနေနဲ့ရေထဲမှာထပ်မံပြသခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူ့အပေါ်ကြောက်စရာကောင်းတဲ့အရာတစ်ခုစတင်ဖြစ်ပွားလာပါတယ်။သူ့အရေးပြအစိပ်ပိုင်းချို့ကတဖြည်းဖြည်းချင်းကွာကျလာတာပါ။ Rick ဟာသူ့ခန္ဓာကိုယ်ကြီးဒီလိုကြောက်စရာကောင်းတဲ့ပုံစံမျိုးပြောင်းလဲလာတာကိုမြင်ပြီးထိတ်လန့်သွားပါတယ်။တစ်ချိန်တည်းမှာပဲအပီကရစ်ခီရဲ့တွေးနမူနာကိုဓာတ်ခွဲခန်းထဲယူသွားပြီးစစ်ဆေးခဲ့ပါတယ်။ဂရုတစိုက်ခွဲချမ်းစိတ်ဖြာပြီးတဲ့နောက်မှာတော့သူမတုံလို့စရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သိပ္ပံပညာရှင်တွေဘယ်တော့မှမပြောခဲ့ဘူးတဲ့အမည်မသိဓာတုပစ္စည်းတွေနဲ့မျိုးဗီဇပြောင်းလဲထားတဲ့အရာဝတ္ထုအမြောက်များဟာရစ်ခီရဲ့ခန္ဓာကိုယ်ထဲကိုထည့်သွင်းခံထားရတာပါ။အပီဟာဒီစီမံကိန်းကသူတို့အားလုံးစီကနေအရေးကြီးတဲ့အချက်လက်တွေကိုဖုံးကွယ်ထားတဲ့ဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။သူမဟာအကြီးအကဲ Professor ကိုအားရောက်ရင်ဆိုင်ပြီးအဖြေတောင်းခဲ့ပေမဲ့ Professor ကသူမရဲ့မေးခွန်းတွေကိုရှောင်လွှဲပြီးဘာမှရှင်းမပြခဲ့ပါဘူး။သူ့ရဲ့နှုတ်ဆက်နေမှုကပဲဒီစမ်းသပ်မှုဟာသူတို့မူလကယုံကြည်ထားတာထက်ပိုပြီးအန္တရာယ်များတယ်ဆိုတဲ့အပီရဲ့တန်တရားကိုပုံမကြီးထွားစေခဲ့ပါတယ်။မကြခင်မှာပဲ Rick ဟာသူ့ရဲ့မျက်လုံးကိုနောက်ထပ်ခွဲစိတ်မှုတစ်ခုထပ်မံခံယူခဲ့ပါတယ်။ခွဲစိတ်မှုရဲ့ရည်ရွယ်ချက်ကတော့တာတန်ပေါ်မှာအသက်ရှင်နိုင်တဲ့တရဝါတစ်ကောင်လိုမျိုးလုံးဝမောင်မိုက်နေတဲ့နေရာမှာပါရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းရှိဖို့ဖြစ်ပါတယ်။ဒါပေမဲ့ခွဲစိတ်မှုအပြီးအိမ်ပြန်ရောက်တဲ့အခါ Rick ရဲ့မျက်လုံးတွေထဲကနေသွေးတွေရုတ်တရက်စီးကျလာပါတယ်။အပီထိတ်လန့်သွားပြီးသူ့ကိုဆေးရုံကိုအမြန်ပြန်ခေါ်သွားခဲ့ပါတယ်။တခါပြန်ရောက်တော့လေအပီဟာသူမရဲ့ခင်မွန်းအပေါ်ဘာတွေဖြစ်ပျက်နေလဲဆိုတဲ့အမှားအန်တရားကိုသိချင်စောနဲ့ Professor ကိုထပ်မံစကားပြောဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Professor ကသူမရဲ့မေးခွန်းတွေကိုမဖြေဘဲလစ်လျူရှုပြီးထွက်သွားခဲ့ပြန်ပါတယ်။နောက်ပိုင်းအပီအိမ်ပြန်ရောက်တဲ့အခါအစောပိုင်းကအကြမ်းဖက်တတ်တဲ့အပြုမူပြခဲ့တဲ့ပါဝင်သူနဲ့တိုးပါတော့တယ်။ဒါပေမဲ့အခုချိန်မှာတော့သူ့အခြေအနေကပိုပြီးဆိုးရွားနေပါပြီ။စမ်းသပ်မှုတွေကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုလုံးဝဖျက်ဆီးပစ်လိုက်ပါပြီ။သူဟာထိမ့်မနိုင်သိမ့်မရဒေါသထွက်ပြီးသူ့ရဲ့ဇနီးဖြစ်သူကိုတပ်ပစ်လိုက်ပါတယ်။မကြခင်မှာပဲသူ့ကိုဖမ်းဆီးခေါ်ဆောင်သွားဖို့စစ်သားတွေရောက်လာကြပါတယ်။ဒီအဖြစ်အပျက်အားလုံးကိုမြင်တွေ့ပြီးနောက်အပီဟာသိပ္ပံပညာရှင်တွေကပါဝင်သူတွေအပေါ်လှုပ်ဝက်ချက်ပေါင်းများစွာဖုံးကွယ်ထားတယ်ဆိုတာကိုအသေးချာယုံကြည်သွားပါတယ်။အမှန်တရားကိုဖော်ထုတ်ဖို့တနိဋ္ဌာန်ချထားတဲ့သူမဟာရစ်ခီရဲ့ဝင်ခွင့်ကပ်ပြားကိုတိတ်တဆိတ်ခိုးယူပြီးလှုပ်ဝက်သူတည်တနာဖိုင်တွေတင်စီထားတဲ့ကန့်တက်နယ်မြေတွေကိုဝင်ရောက်ခဲ့ပါတယ်။ဖိုင်တွေကိုရှာဖွေကြည့်တဲ့အခါထိတ်လန့်စရာတက်တဲ့အထောက်အထားတွေကိုတွေ့လိုက်ရပါတယ်။ယောဂအခန်းကြောင့်တေဆုံးသွားတဲ့ဆိုတဲ့မိန်းကလေးဟာအမှန်တကယ်တော့စမ်းသပ်မှုတွေရဲ့တိုက်ရိုက်ရလက်ကြောင့်တေဆုံးခဲ့ရတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကလူတွေထိတ်လန့်ကုန်မှဆိုလို့အားလုံးကိုလိမ်ညာခဲ့ကြတာပါ။တစ်ချိန်တည်းမှာပဲအပီဟာ Professor ကနန်ဆာကတာဝန်ရှိသူတွေနဲ့စကားပြောနေတာကိုကြားခဲ့ရပါတယ်။အာနာပိုင်တွေကလူသားတွေအပေါ်တရားမဝင်စမ်းသပ်မှုတွေပြုလုပ်နေတာကိုအပြင်းထန်ဒေါသထွက်နေကြတာကိုစကားဝိုင်းရသိလိုက်ရပါတယ်။ Professor ဟာကျင့်ဝတ်ဆိုင်ရာစည်းကမ်းတွေကိုကျော်လွန်ပြီးလူမဆန်တဲ့လှုပ်ထုံးလုပ်နည်းတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ဆွဆွဲခံထားရပါတယ်။သူတို့ကိုတရားစွဲဆိုထားပြီးဖြစ်လို့အရာအလုံးကိုချက်ချင်းရပ်တန့်ရမယ်လို့သတိပေးခြင်းခံလိုက်ရပါတယ်။နောက်တစ်နေ့မှာ Professor ကိုယ်တိုင် Rick နဲ့အပီတို့အိမ်ကိုလာရောက်လည်ပတ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူကအမှန်တရားကိုအားလုံးပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဒီစမ်းသပ်မှုတွေအားလုံးဟာတာတန်ပေါ်မှာအသက်ရှင်နေထိုင်နိုင်တဲ့လူသားတွေကိုဖန်တီးဖို့လှုပ်ဆောင်နေတာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ဒီမျိုးဗီဇပြောင်းလဲမှုတွေရဲ့နောက်ဆုံးရလက်ကဘာဖြစ်လာမလဲဆိုတာသိပ္ပံပညာရှင်တွေကိုယ်တိုင်လည်းအပြည့်အဝမသိရှိကြသေးကြောင်းဝန်ခံခဲ့ပါတယ်။လူသားတိုင်းမှာမတူညီတဲ့ညာတွေရှိကြတာကြောင့်ပါဝင်သူတိုင်းဟာစေဝါတွေနဲ့လှုပ်ထုံးလုပ်နည်းတွေအပေါ်မတူညီပဲတုံ့ပြန်ကြတယ်လို့သူကရှင်းပြပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေအနေနဲ့ပြောင်းလဲသွားတဲ့လူတစ်ယောက်ချင်းစီကဘာဖြစ်လာမလဲဆိုတာကိုအတိအကျမခံမှန်းနိုင်ပါဘူး။ဒါပေမဲ့ Professor ရဲ့အဆိုအရ Rick ဟာထူးခြားသူတစ်ယောက်ပါဘာလို့လဲဆိုတော့သူ့ခန္ဓာကိုယ်ကစမ်းသပ်မှုတွေကိုခံနိုင်ရရှိတဲ့ထူးခြားပြောင်မြောက်တဲ့စွမ်းရည်ကိုပြသခဲ့လို့ဖြစ်ပါတယ်။ Professor ကမျိုးဗီဇပြောင်းလဲခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားတာနဲ့ပါဝင်သူတွေဟာတာမန်လူသားတွေအဖြစ်ကျန်ရှိတော့မှာမဟုတ်ဘူးလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ဟာတာတန်အတွက်တည်တံ့ပုံစံထုတ်ထားတဲ့မျိုးစိတ်တစ်ခုအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။အဲ့ဒီတရဝါတွေကို Homo တာတန်လို့ခေါ်ဝေါ်မှာဖြစ်ပါတယ်။ဒါတောင်မှလူတိုင်းရဲ့တဏှာကကွဲပြားစွာတုံ့ပြန်တာကြောင့်အသွင်ပြောင်းသွားတဲ့သူတစ်ယောက်ချင်းစီရဲ့နောက်ဆုံးရုပ်သွင်ကဘာဖြစ်မလဲဆိုတာကိုတော့သိပ္ပံပညာရှင်တွေမသိသေးပါဘူး။ဒီအရာအလုံးကိုကြားလိုက်ရတဲ့အခါ Rick နဲ့အပီတို့နှစ်ဦးစလုံးလုံးဝတုံ့လုံးခြောက်ခြားသွားကြပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ Rick ရဲ့အသွင်ပြောင်းလဲမှုဟာရပ်တန့်မှုအတွက်အလွန်အမင်းနောက်ကျသွားခဲ့ပါပြီ။နောက်ပိုင်းမှာ Rick ဟာသူ့ရဲ့မျက်လုံးကိုနောက်ထပ်ခွဲစိတ်မှုတစ်ခုခံယူခဲ့ပြီးအမောင်ထဲမှာမြင်နိုင်စွမ်းကိုအောင်မြင်စွာရရှိခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ဟာတာတန်ရဲ့အခြေအနေတွေနဲ့ပိုပြီးတော့လိုက်ရောညီထွေဖြစ်လာပါတယ်။အခုဆိုရင်သူဟာရေအောက်မှာအချိန်ကြာကြီးနေနိုင်ပြီးသူ့ပတ်ဝန်းကျင်ကလှုပ်ရှားမှုတွေနဲ့တုန်ခါမှုတွေကိုထူးဆန်းတဲ့နည်းလမ်းတွေနဲ့အာရုံခံနိုင်နေပါပြီ။အချိန်တွေကုန်လွန်လာတာနဲ့အမျှစမ်းသပ်မှုခံယူခဲ့တဲ့တခြားပါဝင်သူအားလုံးဟာတယောက်ပြီးတယောက်သေဆုံးကုန်ကြပါတယ်။ဒီကြောက်စရာကောင်းတဲ့အသွင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကြီးကို Rick နဲ့သူ့ရဲ့တငယ်ချင်းတယောက်ပဲအသက်ရှင်လွတ်မြောက်ခဲ့ကြပါတယ်။နောက်ပိုင်းအပီကတက်ခွဲခန်းထဲက Rick စီကိုတွားရောက်လည်ပတ်တဲ့အခါသူ့ရဲ့ရုပ်တွင်ပြင်ကြောင့်သူမမင်းတက်သွားခဲ့ရပါတယ်။ Rick ဟာလုံးဝပြောင်းလဲသွားခဲ့ပါပြီ။သူ့ခန္ဓာကိုယ်ပေါ်ကစပင်နဲ့မွေးညင်းတွေအားလုံးပြက်ကွယ်သွားပြီးနာရက်တွေတောင်မရှိတော့ပါဘူး။သူဟာလူသားတယောက်နဲ့လုံးဝမတူတော့ပါဘူး။
ဒီလိုပြောင်းလဲမှုတွေရှိနေပေမဲ့ Rick ဟာအပီနဲ့သူ့သားလေးကိုမြင်တဲ့အခါမှတ်မိနေတော့မှာပဲဒါပေမဲ့နောက်ထပ်ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပေါ်လာပါတယ်သူတာမန်လိုစကားမပြောနိုင်တော့ပါဘူးအသွင်ပြောင်းသွားတဲ့သူ့ခန္ဓာကိုယ်ကအလွန်နှိမ့်တဲ့ကျိန်းနှုံးရှိတဲ့အတန်တွေနဲ့ပဲစကားပြောခွင့်ပြုတော့တာဖြစ်ပြီးအဲ့ဒီကျိန်းနှုံးကတာမန်လူသားတွေမကြားနိုင်လောက်အောင်နှက်ဆိုင်လာပါတယ်နောက်ဆုံးမှာ Rick ကိုအိမ်ပြန်ပို့လိုက်ပေမဲ့ညဘက်မှာတော့အသက်ရှင်ကျန်ရစ်တဲ့သူ့တငယ်ချင်းဟာလက်တွေမှာသွေးတွေပြည့်ကျန်လျက်နဲ့အိမ်ကိုရုတ်တရက်ရောက်လာပါတယ်စမ်းသပ်မှုတွေကသူ့ရဲ့စိတ်ကိုလုံးဝဖျက်ဆီးပစ်လိုက်ပါပြီသူဟာထိမ့်မနိုင်သိမ့်မရဒေါသတွေထွက်ပြီးသူ့ရဲ့ဇနီးကိုပါတပ်ပစ်လိုက်ပြန်ပါတယ်စစ်တပ်ကဒီအဖြစ်အပျက်ကိုတီးလိုက်ရတဲ့အခါသူတို့ကိုအန္တရာယ်ရှိတဲ့တရားဝါတွေဖြစ်တတ်မှတ်လိုက်တာကြောင့် Rick နဲ့သူ့တငယ်ချင်းကိုဖမ်းဆီးဖို့စစ်သားတွေချက်ချင်းရောက်လာကြပါတယ်ရင်ဆိုင်တွေ့ကြုံစဉ်အတွင်းစစ်တပ်က Rick ရဲ့တငယ်ချင်းကိုတပ်ပစ်လိုက်ပါတယ်ဒါပေမဲ့ Rick ရဲ့စွမ်းအားအသစ်တွေနဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားတွေကတော့လူသားတွေရဲ့စွမ်းဆောင်နိုင်ရည်ထက်အဝေးကြီးကိုကျော်လွန်နေပါပြီ။သူဟာသူ့ကိုတိုက်ခိုက်နေတဲ့စစ်သားတွေကိုပြင်းပြင်းထန်ထန်တပ်ဖြတ်ပစ်လိုက်ပြီးသူ့ကိုယ်သူကယ်တင်ဖို့သူတည်တနာစခန်းကနေထွက်ပြေးခဲ့ပါတယ်။အပီက Rick ရဲ့နောက်ကိုလိုက်လံရှာဖွေခဲ့ပြီးသူဘာပဲဖြစ်သွားပါစေ Rick ကတော့သူမကိုအလွန်အမင်းချစ်နေတော့မှာပဲသူကအပီရဲ့လက်ကိုဆွဲကင်လိုက်တဲ့အခါစွမ်းအားအသစ်တစ်ခုရုတ်တရက်ပေါ်ထွက်လာပါတယ် Rick ဟာအပီရဲ့စိတ်ထဲကအတွေးတွေကိုတိုက်ရိုက်ဖတ်နိုင်နေပါပြီသူ့ရဲ့အသွင်ပြောင်းလဲမှုကသူ့ကိုစိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်ကိုပေးသနာခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲစစ်တပ်ရဲ့ရဟတ်ယာဉ်တစ်စင်းသူတို့အပေါ်ကိုရောက်ရှိလာပါတယ်အပီက Rick ကိုငြင်းငြင်းချမ်းချမ်းအညံ့ခံဖို့ဖြောင်းဖြခဲ့ပြီးသူမကိုယုံကြည်နေတော့ဖြစ်လို့သဘောတူခဲ့ပါတယ် Rick ကိုဓာတ်ခွဲခန်းထဲကိုနောက်တစ်ချိန်ပြန်ခေါ်သွားခဲ့ပါတော့တယ်ဓာတ်ခွဲခန်းထဲမှာ Professor ကအပီကို Rick ရဲ့ခန္ဓာကိုယ်ထဲကိုအထူးဆေးရည်တစ်မျိုးထိုးပေးရမယ်လို့ပြောပါတယ်။သူ့ရဲ့အဆိုအရဒီဆေးရည်ဟာ Rick ရဲ့ရခင်လူသားဘဝကမှတ်ဉာဏ်တွေကိုဖျက်ဆီးပစ်လိမ့်မယ်လို့ဆိုပါတယ်။ Rick ကိုတာတန်ပုံမှာအမြဲတမ်းနေထိုင်ဖို့ဆေးလွတ်တော့မှာဖြစ်လို့ဒါကမဖြစ်မနေလိုအပ်တယ်လို့ Professor ကဆိုပါတယ်။အပီကဆေးထိုးအပ်နဲ့ Rick ခန္ဓာကိုချင့်ကပ်လာတဲ့အခါ Rick ကသူ့ဇနီးသူ့သားနဲ့သူ့ရဲ့ဘဝဟောင်းကမှတ်ဉာဏ်တွေကိုမဆုံးရှုံးချင်တာကြောင့်အသေးအတန်ရုန်းကန်ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့လည်းအပီကသူ့ကိုဆေးထိုးလိုက်တယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်အပီဟာသူမရဲ့သားတငယ်ချင်းတစ်ယောက်နဲ့အတူသူတည်တနာစခန်းကနေထွက်ခွာသွားခဲ့ပါတယ်။သူတို့ထွက်သွားပြီးမကြာခင်မှာပဲရစ်ခါတခွဲခန်းထဲကစစ်သားတွေကိုရုတ်တရက်တိုက်ခိုက်ပြီးသူတို့ကိုတပ်ဖြတ်ကနောက်တစ်ချိန်ထွက်ပြေးသွားခဲ့ပါတယ်။အမှန်တကယ်တော့အပီဟာရစ်ခီရဲ့ခန္ဓာကိုယ်ထဲကိုအဲ့ဒီမညံဖြတ်ဆေးရည်ကိုဘယ်တော့မှမထိုးခဲ့ဘူးဆိုတာပေါ်ပေါက်လာပါတယ်။သူချစ်ရတဲ့သူတွေကိုမေ့မသွားစေချင်တာကြောင့်သူမကသူ့ရဲ့မညံတွေကိုတမင်တက်ချန်ထားပေးခဲ့တာဖြစ်ပါတယ်။ Rick ဟာအိမ်ကိုပြန်လာခဲ့ပြီးအပီသူ့သားတို့နဲ့ပြန်လဲဆုံဆေးရတဲ့အခါစိတ်လှုပ်ရှားဝမ်းနည်းသွားခဲ့ပါတယ်ခဏတာအတွင်းမှာတော့သူတို့တွေငြင်းငြင်းချမ်းချမ်းအတူတူဆက်နေနိုင်တော့မလို့ထင်ရပါတယ်ဒါပေမဲ့မကြာခင်မှာပဲ Professor နဲ့အတူစစ်တပ်အင်အားစုတွေအိမ်ကိုထပ်မံရောက်ရှိလာပါတယ်သူတို့က Rick ရဲ့ခန္ဓာကိုယ်ဟာလူသားထက်ကျော်လွန်တဲ့အရာတစ်ခုအဖြစ်လုံးဝပြောင်းလဲသွားပြီဖြစ်လို့ကမ္ဘာမြေပေါ်မှာဆက်ပြီးအသက်မရှင်နိုင်တော့ကြောင်းရှင်းပြပါတယ်အကယ်၍သူအသက်ရှင်ခြင်းနဲ့ဆိုရင်တာတန်ဟာအခုအချိန်မှာသူပိုင်ဆိုင်တဲ့တစ်ခုလေးသောနေရာဖြစ်ပါတယ်အပီဟာနာကျင်စရာကောင်းတဲ့အမှန်တရားကိုသဘောပေါက်သွားပါတယ်ရေခွဲမတက်ဝမ်းနည်းစရာကောင်းပေမဲ့ Rick ဟာကမ္ဘာမြေပေါ်မှာဆက်ပြီးမနေနိုင်တော့ပါဘူးမျက်ရည်တွေဟီဝဲလီယက်နဲ့သူမကသူ့ကိုထွက်ခွာသွားဖို့အချိန်တန်ပြီထင်တယ်လို့ပြောခဲ့ပါတယ် Rick ကိုတာတန်ကျိုးဖို့ကိုစေလွတ်လိုက်ပါတော့တယ်အတန်ကြာပြီးနောက်ဇလန်းထဲမှာအပီနဲ့သူမရဲ့တငယ်ချင်းဟာတခွဲခန်းကိုထိန်းချုပ်လိုက်ပြီးသူတည်တနာလုပ်ငန်းတွေကိုသူတို့ဘာသာဆက်လက်လုပ်ဆောင်နေကြတာကိုပြသပါတယ်သူတို့ဟာလူသားတွေနောက်တစ်ချိန်မှာတာတန်ပေါ်မှာဘေးကင်းလုံခြုံစွာအသက်ရှင်နိုင်ဖို့စမ်းသပ်မှုတွေကိုပုံမကောင်းမွန်အောင်မြင့်တင်ဖို့လုပ်ဆောင်နေကြတာပါအေဂျင့်နဲ့ညတညမှာအပီရဲ့သားလေးဟာအပြင်မှာကစားနေရင်သူ့အမေကိုရုတ်တရက်လှမ်းခေါ်ပါတယ်သူကကောင်းကင်ကြီးကိုလက်ညှိုးထိုးပြပြီးရာသီဥတုကဘလောက်တောင်ကြည်လင်ပြီးလှပလဲဆိုတာကိုပြောပြပါတယ်အဲ့ဒီအချိန်မှာပဲဇက်ဝင်ခန်းဟာအာကာသထဲကဝေးလံလာတဲ့တာတန်ဂျိုစီကိုကူးပြောင်းသွားပါတယ်ရစ်ဟာအဲ့ဒီထူးဆန်းတဲ့ပြင်ပကြိုကဘာပေါ်မှာလုံးဝတယောက်တည်းရက်နေတာကိုပြသထားပါတယ်အတန်ကြာတော့သူဟာကြီးမားတဲ့ရေကန်ကြီးတစ်ခုရဲ့အထက်မှာချုံးမွေစွာဝဲပြန်နေပါတော့တဲ့ပတ်ဝန်းကျင်အသစ်နဲ့လုံးဝလိုက်ရောညီထွေဖြတ်ဖြစ်သွားတဲ့ Rick ဟာနောက်ဆုံးမှာတော့စစ်မှန်တဲ့တာတန်ဂျိုရဲ့တရဝတစ်ကောင်ဖြစ်သွားခဲ့ပါပြီသူလူသားတစ်ယောက်မဟုတ်တော့ပါဘူးဒါပေမဲ့သူဟာဒီထူးဆန်းတဲ့ကဘာတစ်မှာအသက်ရှင်တန်နေထိုင်ဖို့တင်ယူနိုင်ခဲ့ပါတယ်